အားလုံးပဲမင်္ဂလာပါဒီနေ့တငယ်ချင်းတွေနဲ့သွားစားခဲ့ရင်လည်းထိုင်းလို့အရင်အဆင်ပြေတဲ့ဆိုင်လေးတစ်ဆိုင်အကြောင်းကို sharing လုပ်ပေးချင်ပါတယ်ဒီဆိုင်လေးကရွှေပေါက်ကံမှာရှိတာပါရှင်ရွှေပေါက်ကံမှာဆိုပေမဲ့အရင်မဝေးပါအောင်เนาะမြောက်ကလာ6ခွေမှတ်တိုင်ကနေသွားလို့ရှင်ခဏလေးပါဒီဆိုင်ကိုသွားတဲ့အဓိကရွေချက်ကတော့တငယ်ချင်းကလေဝသားထုတ်ထူတွေကအရင်ကြီးပြီးအရင်လဲစားကောင်းတဲ့အရင်လဲတန်နေဆိုပြီးတော့ဆွဲပြီးခေါ်ခဲ့လို့ပါပြီးတော့ဝသားထုတ်ထိုးကလည်းအင်္ဂါစုံရပါတယ်ဒါဆိုရင်နှုတ်အောင်သားပေါ့နော်နှုတ်အောင်သားဆိုလဲတစ်ခုနဲ့တစ်ခုအဆိုင်အကြီးပါပဲသူကဈေးက2စားပဲရှိတယ်အကြီးဆိုရင်900နဲ့အသေးဆိုရင်300ပါဒီနှုတ်အောင်သားဆိုရင်900တန်းဒါမဲ့အထူကြီးတွေပဲတစ်ချောင်းဆိုတစ်ချောင်းအားရပါရစားလို့ရတယ်ပေါ့နော်အပြင်မှာဝသားထုတ်ထိုးကိုစိတ်ကြိုက်တီရွေးခဲ့ပြီးတော့ကျမတို့အပေါ်ကဆိုင်ကိုတက်ပါမယ်ဆိုင်ရ3ထပ်ရှိပါတယ်ဒါကဝင်ချင်းမြင်းကြီးတက်မှာရှိတဲ့မြန်မာအစားအစာမြန်မာမုံမျိုးစုံရတဲ့ဆိုင်လေးပါအဲ့ဒီကနေတက်သွားရင်ဒုတိယထပ်ကဂျင်ပါဒါကတော့ဂျင်ကန်ပေါ့နော်ဂျင်ကန်ကနေဒီဘက်ချမ်းကိုကြည့်လိုက်လို့ရှိရင်tennis queen ရှိပါတယ်အဲ့ဒီမှာ tennis လာပြီးတော့လေ့ကျင့်နေတဲ့လူတွေလည်းရှိရဲတခါတည်းအဲ့ဒီအခန်းကိုမင်္ဂလာခန်းမတို့အစည်းအဝေးခန်းမတို့အဲ့လိုမျိုးငှားတယ်လို့လည်းသိရပါတယ်ဒါတော့အပေါ်ဆုံးတက်ကျမတို့ထိုင်းမဲ့ဆိုင်ကိုရောက်ပါပြီရှင်ဆိုင်လေးကထိုင်ချင်းစပွဲလဲကောင်းတယ်တရရလေးရှိရဲဒါပေမဲ့အစားအသောက်ဈေးလေးတွေကအရန်တက်တာပါတယ်ဝသားထုတ်ထိုးဈေးနဲ့တင်သိနိုင်တယ်ပေါ့နော်အရန်ကိုတက်တာပါတယ်ရှင်ထိုင်လို့လည်းကောင်းပါတယ်ဒါလေးကကျမမှားလိုက်တဲ့ငရှင်းဆန်လောဟင်းချိုပါစုပုတ်ကလေးတွေပါတယ်မြစ်ကလေးပါတယ်ခရမ်းကစော်သီးလေးတွေပါတယ်ပြီးလို့ရှင်ငရှင်းလေးပေါ့နော်အဓိကအဲ့ငရှင်းအသားလေးတွေကချိုပြီးလက်ဆက်တယ်ဆိုတာကိုခံစားမိတယ်ပေါ့နော်ပြီးရင်ဆန်လော်ဟင်းလေးရလဲလေမှုတ်မှုေးလေးနဲ့တောက်လို့ကောင်းတယ်အရသာလေးကအရန်လည်းမပြင်းဘူးအရန်လည်းမပြော့ဘူးပေါ့နော်အခုဆိုရင်ကျမတို့အောက်မှာမှာခဲ့တဲ့ဝသားတုပ်ထိုးတွေကိုအောက်ကမီးအပူပူလေးနဲ့ပူပူနွေ့နွေ့စားလို့ရအောင်ပြင်ဆင်ပြီးတော့လာချပေးပါတယ်ဒါကတော့900တန်းနဲ့နှလုံးအချောင်းရဲ့ size ကိုကျမကိုထုရဲ့လက်နဲ့တိုင်းပြထားတာပေါ့နော်ဝသားတုပ်ထိုးနဲ့တွဲစားဖို့အတွက်ကြာစံတုပ်မှာခြင်းလဲတုပ်ပေးပါတယ်ရှင်တောက်ဆရာအတွက်ကိုကျမကတော့ဝသားထိုးအေးပြေအောင်လို့ပေါ့နော်နနသီးဖြော်ရည်လေးမှာခဲ့တယ်အရသာမပြင်းမပျော်လေးနဲ့လေအရန်တောက်လို့ကောင်းလို့ကျမနနသီးဖြော်ရည်ကို2ခွက်တောက်ခဲ့ပါတယ်3500တန်းဘူးညွန့်တုပ်ကလေးကိုလည်းကျမမှာစားကြည့်ခဲ့တယ်အရင်မပါဘဲနဲ့အနုလေးတွေပဲတုပ်ထားတာတွေ့ရပါတယ်အစပိတ်အချိုတဲဖို့တော့ကျမမုတ်လက်ကောက်ကြော်ပူပူလေးကိုယူခဲ့ပါတယ်သူ့ရဲ့အရေးလေးကလေထက်ညက်ဘက်ကိုမသွားဘဲနဲ့တကြားရတာဘက်ကိုသွားတော့ကျမတော့အရင်ရောအကြိုက်မတွေ့ခဲ့ပါဘူးအရေးကိုပဲအကြိုက်မတွေ့တာပေါ့နော်မုတ်လက်ကောက်ကလေးကတော့စီစီပူပူလေးပူပူနွေ့နွေ့လေးရောက်လာတော့အရင်စားလို့ကောင်းပါတယ်သူ့စီမှာတခြားမြန်မာမုံလေးတွေလည်းရပါတယ်ငပြောပေါင်းတို့မုံပေါင်းတို့မိုးလက်ဆောင်တို့မိုးလက်ကောက်တို့ပေါ့နော်အများအပြားမင်းလန်းလိုမျိုးရခိုင်ဆိုင်တွေမှာရတဲ့မြန်မာမုံလေးတွေရပါတယ်ဒီဆိုင်လေးမှာလာထိုင်တဲ့လူတွေကလေအကုန်လုံးအေးအေးဆေးဆေးလာထိုင်တဲ့သူတွေကြီးပဲများတယ်အများစုကဂျင်ကစားပြီးအပြန်မှာအစာပြေဝင်စားကြတာတွေရှိရယ်တင်းနစ်ရိုက်ပြီးအပြန်မှာအစာပြေဝင်စားကြတဲ့ကလေးလေးတွေလည်းရှိရယ်ပေါ့နော်မိသားစုလိုက်လာကြတာတွေလည်းရှိရယ်အကုန်လုံးအေးအေးဆေးဆေးပါပဲမအေးဆေးတာကျမတို့အဖွဲ့ပဲရှိပါတယ်ဒါကတော့ခီးသွားဖို့အချိန်ချင်းချင်းပြီးအချိန်ချင်းပြက်ခဲ့ကြပေမဲ့လည်းစိတ်မနာနိုင်ပဲနဲ့ခီးထက်သွားဖို့အတွက်ချင်းနေကြတာပါဒီတစ်ခါလဲခရီးသွားဖို့အတွက်ကိုလက်တန်းချင်းချိတ်ပြီးတော့ဂရီထားခဲ့ကြပါတယ်ဘသူစဖောက်မလဲပဲစောင့်ကြည့်ရမှာပါအကုန်လုံးကလေအသက်40ပတ်ချလဲတွေဆိုတော့တိတ်ပြီးတော့မပျော်တတ်ကြပါဘူးတမင်လုတ်ပျော်နေမှန်းသိထားပါတယ်ဒီဆိုင်လေးမှာ Amplas လဲပါပါတယ်Amplas ဆိုတဲ့အဆိုတော်ကလေဒီယာမိုရဲ့တပည့်လို့ပြောပါတယ်တချင်းဆိုတာအရန်ကောင်းတယ်ဆိုလိုတီးပြီးတော့သူဆိုတယ်ပေါ့နော်ဒီဆိုင်လေးမှာတခုထူးခြားတာဆိုင်မှာလာထိုင်နေတဲ့ customer တွေတချင်းဆိုခြင်းနဲ့ဆိုရင်ခွင့်ပြုပေးပါတယ်တိခတ်ပေးပါတယ်တချင်းဆိုတဲ့အတွက်လည်းချက်ချက်သူတို့ထပ်ပြီးတော့မကောက်ပါဘူးအခုတချင်းဆိုနေတဲ့ထက်ကအလဲရအဝါရောင်တယောက်ကတော့ကျမတို့အဖွဲ့တွေကလူပြိုကြီးပါသူ့ကိုထားပြီးတော့နိုင်ငံခြားကိုထွက်သွားတဲ့သူချစ်သူကောင်မလေးအတွက်ရည်ရွယ်ပြီးတော့သူကရောက်လေရရဲ့မှာမနှင်းစီတချင်းကိုဆိုပါတယ်အခုလည်းမနှင်းစီတချင်းကိုထပ်ဆိုပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဒီလိုပြောစရာကောင်းတဲ့ဆိုင်လေးကိုခေါ်လာပြီးအခန့်ပေးတယ်ကိုဆိုင်ကိုကျော်စောကိုရခိုင်ရတနာအားလုံးကျေးဇူးအများကြီးတင်ပါတယ်